ဒီရှိမှရှိရဟိုကျ HS7 လေးစီလေးကတော့စိုးအောင်သွားပြီဖြစ်တော့အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ကေတုမနီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ညီမတို့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ညီမတို့ရှိုးမှာကားမျိုးစားတစ်လေးရောက်ထားတာကိုမိတ်ဆက်ပြတ်ကပေးတော့မှာပဲဖြစ်ပါရဲ့ရှင်ညီမနဲ့အတူလိုက်ကြည့်ရအောင်ပါဒီကားလေးကတော့ Mitsubishi Xpander model 2019 Easy Power ကတော့ 1.5 ခုံတုံးတန်းကားလေးဖြစ်သွားမယ်ဒီကားရဲ့ကားတန်ဖိုးလေးကတော့3150ဖြစ်ပါရဲ့ရှင်ဒီကားလေးကတော့ MG HS model ကတော့2020 Engine power ကတော့ 2.0ဒီကားလေးရဲ့ကားတန်ဖိုးလေးကတော့3950ဖြစ်ပါရဲ့ရှင်ဒီကားလေးကတော့ Mazda CX-5 model ကတော့2018 Engine power ကတော့ 2.0ဒီကားလေးရဲ့ကားတန်ဖိုးလေးကတော့3550ဖြစ်ပါရဲ့ရှင်ဒီကားလေးကတော့ညီမတို့ရှိမှာအခုအတိရောက်ထားတဲ့ကားလေးပဲဖြစ်ပါရဲ့ဒီကားလေးကတော့အားလုံးဒီရဲ့ Suzuki Ertiga တိုက်တီလေးပဲဖြစ်ပါရဲ့ဒီကားလေးကတော့ကီလိုကလည်း9000ပဲရှိသေးတယ်ဒီကားလေးရဲ့ကားတန်ဖိုးကြီးပဲတော့3900ဖြစ်ပါရဲ့ရှင်ဒီကားကတော့ Jet 895 model ကတော့2020ခုံတုံးတန်း9ရောက်စီကားလေးဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်ဖိုးလေးကတော့3690ဖြစ်ပါရဲ့ရှင်ဒီကားလေးကတော့ Shanghai Unity model ကတော့2021 Engine power ကတော့ 1.5 turbo ဖြစ်သွားမယ်ဒီကားလေးရဲ့ကားတန်ဖိုးလေးကတော့3920ဖြစ်ပါရဲ့ရှင်ဒီကားလေးကတော့ Kia K5 model ကတော့2021ဒီကားလေးရဲ့ကားတန်ဖိုးလေးကတော့2600ဖြစ်ပါရဲ့ရှင်ဒီရှိမှရှိရဟိုကျ HS7 လေးစီလေးကတော့စိုးအောင်သွားပြီဖြစ်တော့ညီမအနောက်ကကားလေးနဲ့မိတ်ဆက်ပေးပါမယ်ဟိုကျ HS7 ကဆိုတော့ comfort grade လေးကတော့4စီးလောက်တော့ရှိအောင်မယ်ဒီကားလေးရဲ့ကားတန်ဖိုးကြီးပဲတော့3950ဖြစ်ပါရဲ့ရှင်ညီမဒီမှာဆိုရှင်ဒလက်တရားဆိုလို့ရှင်လည်းတစ်စီးရှိပါအောင်မယ်ညီမဒလက်ကားလေးနဲ့လည်းမိတ်ဆက်ပေးပါမယ်ရှင်2T ကိုမှနံပါတ်အလက်ဝယ်ထားတယ်ရန်ကုန်လိုင်စင်လေးနဲ့ဒီကတော့ကီလိုကတော့2000ကျော်ပဲရှိသေးရဲ့ဆိုပေမဲ့လည်းကားညနာမဝင်ရတဲ့အတွက်အမြည်ပေါက်ရရှိမဲ့ကားလေးပဲဖြစ်ပါရဲ့ရှင်ဒီကားလေးကတော့ဝင်ငွေကုန်ပြီးစီးကိုမှ3000အတိပဲဖြစ်ပါရဲ့ရှင်ညီမဒီနေ့မိတ်ဆက်ပေးသွားတဲ့ကားလေးတွေကိုစိတ်ပါဝင်စားလို့ညီမကေတုမနီကားရှိုးမှာလာရောက်ဝယ်ယူခြင်းမှာကညီမတို့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့39 90 60 930 39 6သိန်းခွဲ934ဒါမှမဟုတ်ညီမတို့ရုံဖုန်းနံပါတ်ဖြစ်တဲ့39 988 333လို့369တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါရဲ့ရှင့်ညီမတို့ရဲ့ရှုံးလိပ်စာလေးကတော့ရန်ကင်းမြို့နယ်ပြည်သာရလမ်းနေစေးုံလမ်းနောက်မှာတည်ရှိပါရဲ့ရှင့်အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲတတာ